ကျွန်တော်တို့ retail trader တွေကိုတကယ်ပလေးတတ်တာက December market လား Christmas market လားလို့ပြောမှဆိုရင်တကယ်တော့ Christmas market ပါတကယ်တော့ December ကြီးကတရက်နေ့ကနေစပြီးတော့ဒီနေ့ဒီအချိန်ထိကအားလုံးပုံမှန်ပါပဲကျွန်တော်တို့ကိုတကယ် play မှာက Christmas market ကြီးက play မှာပါ Okay ဒါကြီးကဘာကြောင့်ဖြစ်တာလဲဘလို့ play တာလဲတဲ့ကဲအရင်တုန်းကဒီအကြောင်းအရာတွေကိုကျွန်တော်နားမလည်ခင်တုန်းကရှေ့မီနောက်မီ trader ကြီးတွေရဲ့တဆင့်စကားတဆင့်နားနဲ့ Christmas market ကြီးကကြိုးကြောင်ဖြစ်တယ်ကျွန်တော်တို့ strategy တွေကိုဟာလာထင်တဲ့အတိုင်းအလုံးမဖြစ်ဘူး SL ခဏခဏထိရဲ့အကောက်ခဏခဏပြုတ်တယ်ဆိုပြီးတော့ပဲကြားဘူးခဲ့ပြီးတော့ဒီဇင်ဘာ1ရက်နေ့ကနေစပြီးလားဆိုမှကျွန်တော်တို့ SL ထိခဲ့တဲ့အကြောင်းရည်တိုင်းကိုကျွန်တော်တို့ကဒီဇင်ဘာ market ကြီးက play နေပြီဆိုပြီးတော့ကျွန်တော်တို့က market ကြီးကိုအပြစ်တင်တတ်တယ်အမှန်တကယ်တမ်းကတော့ဒီဇင်ဘာ1ရက်နေ့ကနေ24ရက်နေ့ထိကပုံမှန်ပါပဲဒီကြားထဲမှာကျွန်တော်တို့ asset ထိခဲ့တာဒီကျွန်တော်တို့ရဲ့ strategy မခိုင်မာမှုသို့မဟုတ်သဘောတဘာဝပုံမှန်အတိုင်းပဲပုံမှန်ဖြစ်ပျက်နေတဲ့အရာတွေပါကဲအဲ့တော့အဲ့ဒီအကြောင်းအရာတွေကဘယ်ကနေစဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့ဒီကနေတွားကြည့်ရအောင်เนาะကျွန်တော်တို့မာတီလာကိုတွားကြည့်လိုက်เนาะဒီဇင်ဘာတလလုံးကတရက်နေ့ကနေပြီးတော့ကျွန်တော်တို့အခုကျွန်တော်တို့ဒီဇင်ဘာ24အထိကပုံမှန်ပါပဲเนาะဒီဇင်ဘာ24အထိကအားလုံးပုံမှန်ပါပဲကျွန်တော်တို့ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနေလို့ရတယ်ဘာပြဿနာမှမရှိဘူးကျွန်တော်တို့ strategy ကလည်းပုံမှန်အတိုင်းပဲ asset ထိလိုက် TP ထိလိုက်ပုံမှန်အတိုင်းပဲအလုပ်လုပ်မယ်ဘယ်ကနေစမလဲဆိုရင်ဟောဒီဒီဇင်ဘာ24ကနေစပြီးတော့ဟောဒီမှာဗန်ပိတ်ရက်တွေဟောဒီမှာဗန်ပိတ်ရက်တွေဒီဗန်ပိတ်ရက်တွေကဘယ်လောက်အထိသွားမလဲဆိုလို့ရှိရင်ဒီတစ်ပတ်တည်းမကပဲနဲ့နောက်တစ်ပတ်တောက်ကြနေထိအကုန်လုံးပါပါတယ်ပြီးရင်ဘယ်အချိန်ညမှာသူကပြန်ပြီးပုံမှန်ဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ January လ9ရက်နေ့နောက်ပိုင်းမှာကြာမှပုံမှန်အတိုင်းပြန်ပြီးတော့ဖြစ်ပါမယ်ဒီ Christmas market ကြီးကဘာနေပဲပိတ်တာလားဆိုတော့မဟုတ်ပါဘူးအစိုးရရုံးတွေတော်တော်များများကလည်းပိတ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့အရေးကြီးတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ red folder တွေဘာ folder ညာ folder တခုမှမထွက်ပဲနဲ့ဟောဒီဗန်ပိတ်ရဲ့ only ရှိနေပါတယ်အဲ့တော့ကျွန်တော်တို့ဒီ December market ကြီးကကျွန်တော်တို့ကိုဘယ်လိုအကျိုးသက်ရောက်မှုရှိလဲလို့ကျွန်တော်တို့ကဒီ Google တို့ AI တို့တွေကိုကျွန်တော်တို့ကဟိုရှာတီရှာတောင်ရှာမြောက်ရှာကြည့်ရဲ့အချိန်မှာသူကဒီကျွန်တော်တို့ market ကြီးကိုစိုးမိုးချယ်လှယ်ထားတဲ့ 90% တော့ hash fund ကြီးတွေဟလာ bank institution ကြီးတွေစရဖြင့်အစိုးရရုံးပြင်ကနာတော်တော်များများကအဲ့ဒီမှာပိတ်ပြီးแล้วဆိုမှအကုန်လုံးက holiday ဖြစ်ကုန်တဲ့အတွက်ကြောင့်မို့ market ထဲကနေပြီးတော့ထွက်ခွာသွားကြတယ်ဒါကတပိုင်းနောက်တစ်ပိုင်းကတဲ့တကယ် institution ကြီးတွေကတဲ့ဟာလာဒီနှစ်ကုန်ပိုင်းမှာသူတို့ကနောက်ထပ်ပြန်ပြီးတော့နောက်နှစ်ဗဏ္ဍာရေးနှစ်အတွက်ကိုပြန်ပြီးတော့ set up ချကြတာတွေပြန်ပြီးလားဆိုမှမဟာဗျူဟာအရာကျုပ်ပြန်ပြီးတော့ပြင်ဆင်ကြတာတွေအဲ့ဒါတွေကြောင့်မို့ကျွန်တော်တို့အတွက်အနေရှိတဲ့ market ကြီးဖြစ်လာပါတယ်တဲ့အဲ့တော့ဒီ December market ကတဲ့သူကဘယ်လိုဖြစ်တတ်လဲဆိုတဲ့အခါကျတော့တကယ် hash fund ကြီးတွေဟလာတကယ် market maker ကြီးတွေကဒီ market ထဲကနေအနားယူရတဲ့အချိန်မှာသူက volume တိတိတတ်တာနေဝတတ်တယ်တဲ့ volume တိတိတတ်တာနေဝရလားဆို market ကကြောက်စရာကောင်းတော့အောင်တည်ငြိမ်သွားတယ်တဲ့အဲ့ဒီကြောက်စရာကောင်းတော့အောင်တည်ငြိမ်သွားတဲ့အချိန်မှာတဲ့သူကဘာတွေဖြစ်လာတတ်လဲဆိုလို့ရှိရင်တဲ့နံပါတ်1ကျွန်တော်တို့ပုံမှန်ရောင်းဝယ်နေတဲ့ spread ထက်ကိုပို့ပြီးတော့ spread တိတိတတ်တာပိုများလာတတ်တယ်ပြီးရင် market ကြီးကတည်ငြိမ်နေပြီမဲ့တဲ့သူကဟာလာတက်ရောက်မှုကရှိတတ်ပါတယ်တဲ့တခါတလေကြလို့ရှိရင်အဲ့ဒီမှာမဟာဗျူဟာအရာချောင်းမြောင်းနေတဲ့တင်လက်ဥမှုရယူတဲ့ဟာလာတကယ် market maker ကြီးတခုခုကနေပြီးတော့တဲ့သူတို့ကဘယ်လိုပြောမလဲညှိတက်နေတဲ့ကံရည်ပြင်းတွေကိုဂဲလုံးလေးတစ်လုံးပစ်ချလိုက်ရင်တော့မှကြီးမားတဲ့တက်ရောက်မှု line တက်ရောက်မှုရှိတတ်တယ်ဆိုတဲ့ပုံစံလေးအတိုင်းပဲသူက market ကြီးကငြိမ်နေသလားဆိုတော့ငြိမ်တယ်ဒါပေမဲ့မထင်မှတ်ထားတဲ့မဟာဗျူဟာတခုခုကိုကြိုတင်ကြံစီတဲ့လက်ဥမှုရယူတဲ့ဟာလာဒီ market maker တခုခုကနေဝင်လာ market ကဝုံတိုင်းကလည်းဖြစ်သွားတတ်ပါတယ်သူကငြိမ်နာကြီးပဲပြောတာမဟုတ်ဘူးเนาะဝုံတိုင်းဖြစ်သွားတဲ့အချိန်မှာတဲ့သူကအဲ့မှာဟာထားတဲ့ spread နဲ့ spread ကလည်းပုံမှန်မဟုတ်တာသူကဘယ်လိုပြောလို့ slippage ဖြစ်တယ်လို့ခေါ်ရလား slippage ကြီးမားမားဖြစ်ပြီးแล้วဆိုမှအကောင်ပြုတ်တာတွေဘာတွေထိဖြစ်သွားတတ်တယ်တဲ့ကဲအဲ့တော့ market ကြီးကအများသူငါပြောနေတယ်လို့မျိုးဒီစမှာတရက်နေ့ကနေစပြီးတော့အနားယူရတာမဟုတ်ပါဘူးအဆုံးကကျွန်တော်တို့မှာเนาะကျွန်တော်တို့စပြီးတော့ကြည့်လိုက်တယ်မနှက်ဖြန်မှာပေါ့เนาะဒီနေ့ကတော့ယူရိုမှာဂျမန်ဘန်တခုကတော့ပိတ်တယ်ဒါပေမဲ့ထွေထူးထူးတဲရောက်မှုရတော့မရှိတော့ဘူးထင်တယ်မနှက်ဖြန်မှာပဲဘန်ပိတ်ရက်တွေကတော်တော်များများတိတာသွားမဲ့သဘောမှရှိရယ်
နော်ကျွန်တော်ကတော့ဟိုပုံမှန်တိုင်းတရက်နေ့ကနေစပြီးလောက်ဆိုမှကျွန်တော်ဒီမှာတောက်လျှောက် trade လာတဲ့ဥစ္စာထူးထူးခြားခြားမရေးရမနေဦးငါဒီမှာတကြောင်ကတော့ SLT ရဲ့ဒါပေမဲ့ဒီမှာ SLT ရဲ့အကြောင်းကဒါကျွန်တော်ရဲ့အမားပါဟာလား market ရဲ့အမားမဟုတ်ပါဘူးမနေ့ကကျွန်တော်ဒီမှာ SLT ရဲ့ပုံစံလေးကဒီမှာလေ TBS เนาะကျွန်တော်ကဒီမှာ TBS ဆိုပြီးတော့ယူထားတာလားဒီမှာ TBS ဆိုတဲ့ခါကျတော့ဒီ candle line တိုင်ကိုဒီ candle တိုင်ကိုကျွန်တော် model 1ဆိုပြီးယူထားတာเนาะဟုတ်လားmodel 1ဆိုပြီးတော့ယူထားတာနေเนาะကျွန်တော်ဒီနားလေးမှာမိတ်ဆွေတို့ကိုကျွန်တော်ဒီမှာဖြတ်ပြီးတော့ပြပေးမယ်เนาะဟုတ်လားเนาะကျွန်တော်ဒီနားမှာ model 1ဆိုပြီးတော့ယူထားတာအဲ့ဒီတော့ဒီမှာကျွန်တော်တို့ဆက်ပြီးတော့ play လိုက်အဲ့တော့ဒီနားမှာကျွန်တော်တို့ဟိုဟာသူကဒီမှာဗာပြန်ပေါ်သွားသေးလဲဆိုတဲ့အခါကျတော့ဒီကြားထဲမှာ model 2 line ပေါ်တယ်တွေ့လားเนาะmodel 1ပေါ်တယ် model 2ပေါ်တယ် okay ဒီကနေတော့ model 1 line ရှိရ2 line ရှိရဆိုတော့ကျွန်တော်ဒီကနေဝယ်တာပေါ့เนาะဒီမှာဝယ်ရခြင်းရဲ့အကြောင်းရင်းကလည်းရှိပါတယ်ဟာလားဒီတာမန်တိုင်းဝယ်တာတော့မဟုတ်ဘူးသူ့ကိုကျွန်တော်ကဒီမှာအစောပိုင်း trend line ကဒီလိုဆွဲထားတယ်เนาะအစောပိုင်း trend line ဒီမှာထောက်ပြီး trend line ထောက်တဲ့နေရာဒီမှာကျွန်တော်ဒီအမှတ်နဲ့ဒီအမှတ်နဲ့ကို trend line ပေါ့เนาะဒီမှာလာပြီးတော့ထောက်တဲ့အချိန်မှာဒီမှာ TBS ပေါ်ဆိုပုံမှန်တိုင်းကျွန်တော်ဝယ်လေဟုတ်လားဒါကကျွန်တော်မဝယ်လို့မရเนาะဒါကကျွန်တော်မဝယ်လို့မရဘူးပုံမှန်အတိုင်းဝယ်တယ်တိုင်မဲ့သူကဟို asset ထိသွားတယ်ထိပေါ့ 100% အလုပ်ဖြစ်မဲ့ဒီ strategy ကတော့မရှိနိုင်ဘူးလေเนาะမရှိနိုင်အဲ့တော့သူဒီမှာ asset ထိသွားတယ် asset ထိလောက်ဆိုမှညတကယ်တမ်းသူက market ဖွင့်တဲ့အချိန်ကျမှကျွန်တော်တို့1 2ဒီအောက်က trend line ကိုလာထောက်ပြီးတော့သူသွားလိုက်တယ်အဲ့အချိန်မှာဒီကောင်တွေက TBS မဟုတ်တော့เนาะဒီကောင်တွေက TBS ပါညာမဟုတ်တော့သွားတော့ထိတဲ့ဥစ္စာတွေမေ့ပလိုက်တော့ဒီနေရာမှာနောက်ထပ် TBS တစ်ကြောင်းဒီမှာ model 1 line ဒီမှာ model 2 line အဲ့တော့ကျွန်တော်တို့ဒီဟာကြီးက model 1တော့မဟုတ် model 2ကနေပြန်လာနိုင်တယ်ဆိုပြီးလောက်ဆိုမှဒါကျွန်တော်တို့ကဒီကနေဝယ်ဖို့ချောင်းတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်အယောင်းဝယ်မလုပ်ချင်တော့ဘာလို့လဲဆိုရင်ကျွန်တော်ကဒီနောက်ပိုင်း swing trader ဖြစ်တယ်ဟာလားဒီနေ့အယောင်းဝယ်လုပ်လဲမနေ့ဖြန်တပတ်ခါဆိုလို့ရှိရင်ဒါ market ကြီးကကြိုးကြောင်စပြီးတော့ဖြစ်တော့မဲ့အနေအထားမျိုးမှာမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့နားတော့မယ်ပေါ့နော်နားတော့မယ်အဲ့တော့ဒီ Google တို့ AI တို့ကလည်းကျွန်တော်တို့ကိုအနားယူဟလာစိတ်ကောလူပါအနားပေးမိသားစုကိုအချိန်ပေးစရဖြစ်မှာနော်ဒီ market ထဲမှာ conversion မှာမလုံနေတင်ဘူးပေါ့နော်ဒီမှာကျွန်တော်ကအစောကဒီနေ့မနေ့ထိကျွန်တော်ဒီမှာ 0.1 ဒီမှာ 0.2 ဒီနေ့မှာ 0.3 okay 0.3 လာထောက်ရင်ကျွန်တော်ဝယ်မယ်ဆိုပြီးတော့ပေါ့နော်ကြက်ဒီကောင်လေးကိုခဏထားလာလိုက်ဒီနေ့မှာ point ဒီလိုမျိုးပြန်ဖြစ်သွားမှာပေါ့နော်ဒီလိုပြန်ဖြစ်သွားမှာပေါ့နော်ဒီ line တစ် line ဒါမနေ့ကဒီကောင်ကဒီမှာထောက်ပြီးသွားတာဒါကိစ္စပြတ်သွားပြီပြီးသွားပြီတော့နော်ပြီးသွားပြီပြီးရင်ကျွန်တော်တို့မှာ1 2 3 okay ဒီ line မှာကျွန်တော်တို့လာထောက်ရင်ကျွန်တော်ကတော့ဟိုနည်းနည်းလှပရှင်ဝယ်မဲဆိုပြီးတော့ကျွန်တော်စိတ်ကူးထားတာတိုင်မဲ့တော့ပါပြီဒီနေ့ကတော့ကျွန်တော်နားတော့မယ်နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုကိုလောက်ရခြင်းအကြောင်းရင်းကကျွန်တော်ဒီဇင်ဘာ market ကြီးတို့လောနဲ့ကျွန်တော်တို့ဂျားစကားနဲ့ကြားရတဲ့ဟိုတဆင့်စကားတဆင့်နားနဲ့ကျွန်တော်ဒီဇင်ဘာ market ကြီးကပလီးတယ်ဘလို့ပလီးတယ်လဲဆိုတာကျွန်တော်နားမလဲခဲ့ဘူးအဲ့တော့ကျွန်တော်တို့အရင်တုန်းကဖြစ်ခဲ့တာဒီမှာတရက်နေ့ကနေစပြီးတော့ trade လိုက်တဲ့နေရာမှာ asset တစ်ကြောင်းထိနှစ်ကြောင်းထိဆိုလို့ရှိရင်ကျွန်တော်တို့ကဟာဒီမှာ market ကြီးပလေးတယ်ဆိုပြီးတော့အမှန်တကယ်တမ်းကများတော့အဖြစ်ကအဲ့ဒီအချိန်တွေတုန်းကကျွန်တော်တို့ဖြစ်ခဲ့တာတွေကကျွန်တော်တို့ရဲ့ strategy ပေါ်မှာကျွန်တော်တို့တည်တည်ချာချာ analyze လောက်တာအားနေတာတွေပါတယ်ပြီးရင်ကျွန်တော်တို့ကအဲ့တုန်းကကျွန်တော်က lower time frame တွေ trader များတဲ့အခါကျတော့ကျွန်တော်တို့နည်းနည်း aggressive ဆန်တယ်နည်းနည်းကြားမိဆွဲတာပေါ့နော်နည်းနည်း risk များတဲ့ entry တွေဖြစ်တယ်ပြီးရင် confirmation ကောင်းမရပဲနဲ့ကျွန်တော်တို့ဒီ risk များတဲ့ entry တွေဝင်ပြီးနောက်ဆိုမှကျွန်တော်တို့ကအရင်ဒီဇင်ဘာတွေမှာကျွန်တော်တို့ထိခဲ့ဘူးတဲ့အရာတွေဒီဇင်ဘာ market နဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်တို့ရဲ့အားနည်းချက်ဟာလားကျွန်တော်တို့ရဲ့ strategy အားနည်းချက်ကျွန်တော်တို့ရဲ့ emotion အားနည်းချက်အဲ့ဒီအကြောင်းတွေကြောင့်မို့ကျွန်တော်တို့ asset ထိခဲ့ရများတယ်အမှန်တကယ်တမ်းကျွန်တော်တို့ play မဲ့ဒီဇင်ဘာ market ဒီဘယ်တော့မှစရလဲဆိုလို့ရှိရင်ဒီဇင်ဘာ24 25နေစပြီးလောက်ဆိုမှနှစ်ပတ်တိပါနှစ်ပတ်တိလို့တော့ပြောတာเนาะတကယ်တမ်းကကျတော့ तू က market ပြန်ပြီးတော့ဖွင့်မဲ့ January 9 ရက်နေ့အစောပိုင်းပထမအပတ်မှာတော့မှကျွန်တော်တို့ကြိုးကြောင်ဖြစ်နေနိုင်ပါသေးတယ်တကယ်တမ်းပုံမှန်ပြန်ဖြစ်သွားမှာဒီကျွန်တော်တို့ဒီ market ပြန်ဖွင့်ပြီးတော့နောက်တစ်ပတ်လောက်မှာပေါ့เนาะဒီ market ပြန်ဖွင့်နေဆို market ကြီးကတော့အခုကတော့မပိတ်ပါဘူးเนาะဒီဘန်နေပြန်ဖွင့်ပြီးတော့နောက်တစ်ပတ်လောက်မှပဲဒါကျွန်တော်တို့ပုံမှန်ပြန်ဖြစ်သွားမယ်လို့ယူဆရတာပေါ့เนาะအဲ့တော့ဒီကြားထဲမှာကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်သတိပေးချင်တာကဟိုကွန်ပရာရှေ့မှာဟို trade ချင်ရဲ့တကယ်
ကြည့်ပြီးတော့ဆိုမှ entry လေးရကျင်တာဆိုတော့အဲ့စိတ်ကလေးတွေကိုလျှော့ပြီးတော့ဟာလာမိသားစုမိတ်ဆွေအပေါင်းအသင်းတွေကိုကျွန်တော်တို့ပို့ပြီးတော့ဆိုမှQ site အချိန်ပေးဖို့ဟာလာသူကအနားယူချိန်အနားယူဖို့အတွက်အကြံပေးထားတယ်ဘယ်သူကအကြံပေးထားလဲဆိုရင် Google အကြံပေးထားတယ် AI အကြံပေးထားတယ်ဝါရင်တပါရင် trader ကြီးတွေအကြံပေးထားတယ် Okay အဲ့တော့ဒီ market page ရဲ့မှာကျွန်တော်ဘာလုပ်မလဲဆိုရင် market page ရဲ့မှာကျွန်တော်ရဲ့ဒီ strategy ဘိုင်းဆိုင်ရာရှင်းလင်းမှုတွေကမပြီးသေးဘူးဟာလား POI အကြောင်းရှင်းတာတွေမပြီးသေးဘူး trend line အကြောင်းရှင်းတာလည်းမပြီးသေးဘူးကျွန်တော်တို့ဒီ entry model အကြောင်းရှင်းတာလည်းမပြီးသေးဘူးအဲ့တော့ဒီကျွန်တော်တို့ဒီအနားယူမဲ့ဒီနှစ်ပတ်အတော်အတွင်းမှာဒီဗီဒီယိုတွေကိုကျွန်တော်ပုံမှန်ဆက်ပြီးတော့လုပ်သွားမယ်အဲ့တော့မိတ်ဆွေတို့လည်းဒီအနားယူမဲ့ကာလနှစ်ပတ်တာအတော်အတွင်းမှာကျွန်တော်ရဲ့ဗီဒီယိုတွေကနေကြည့်ရှုလေ့လာပြီးတော့တစုံတရာအကျိုးရှိပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ် Merry Christmas